ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့လက်ထဲမှာကင်ထားတာတော့ကုန်ကြမ်းစိတ်နည်းနည်းလေးနဲ့မိသားစု9ယောက်ကိုမြင်ရင်ချိတ်စားလို့ရတဲ့ကျွန်တော်စေတနာကိုရှေ့ထားပြီးတော့ကျွန်တော်တင်ဆက်ပေးလိုက်တယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ငရုတ်သီးကတော့ theory ပဲပေါ့ဗျာရုပ်ကြမ်းလေးရဲ့ကြက်တုံဖြူရဲ့အနီးရဲ့ရောထောင်းထားတယ်ဆက်ကလေးစားကျင်တယ်ဆိုရင်တော့ငရုတ်သိန်းလေးကို5-6လောက်ကောက်ထည့်လိုက်အဲ့ဒါရဲ့ဒီမှာကြက်ဥလေးနှလုံးရဲ့မုံလာချင်းဘက်ကိုကြက်ဥနဲ့ကြော်သားမှာနော်ဒီမုံလာချင်းဘက်ကကျွန်တော်ကွက်တစ်ကနေဝဲလာတာ1000ဘိုးကျုပ်လုံး900ဆိုတော့နှလုံးဆိုတော့1000 2000ဖြစ်မယ်နော်ဟုတ်ကဲ့2000ရဲ့ဒီမှာစီရဲ့ငရုတ်ကြီးရဲ့ပေါင်းရုပ်ဈေးနှုန်းတွက်မယ်ဆိုတော့3500 1500ပေါ့နော်အားလုံးပေါင်း3500နဲ့မိသားစု9ယောက်ကိုလုံးဝချင်းဆက်စိတ်ကျုပ်ရစိတ်ရအရသာလို့ခေါ်တာဒါကျွန်တော်တို့ရဲ့ဒါတော့မျိုးမေးဘာသာမျိုးရစားလိုက်မှဒါပေမဲ့ကျွန်တော်အမေလက်ထက်တည်းကျွန်တော်သင်ပေးသွားတဲ့ရှမ်းရိုးရအစားအစာလို့လည်းခေါ်တာပေါ့နော်ကျွန်တော်ရဲ့ရှမ်းရိုးရအစားအစာကိုကျွန်တော်ချက်ပြမယ်ဒီ post လေးကိုတွေ့ရတယ်ချက်ချင်းချက်စားမကောင်းဆိုလေအန်ကြီးကိုလေအာဘောသာပေးနှမ်းလိုက်ဟုတ်ပြီလားဟာဒီမှာစနိုးလေးစပြီးတော့ထည့်မယ်ပေါ့ဗျာနော်ဟုတ်ကဲ့ဟုတ်ပါဒါကျွန်တော်တို့ဘုံလာဦးချင်းဘက်ကိုကြက်ဦးနဲ့ကြော်သားတာပေါ့နော်အရန်စားလို့ကောင်းပါတယ်ဒီလိုမျိုးဒီမှာအဲ့တော့လေးရောရုပ်ကြီးလေးရောချက်သွားပြီဆိုရင်ကျွန်တော်ပတ်တိကနေဝင်လာတဲ့1000ဘုံဘုံလာချင်းဘက်ကိုထည့်မယ်ဗျာဟုတ်ကဲ့ပါနော်တော့ဟိုမှာမိတ်ဆွေတို့တွေ့ရတယ်ဗျာကျွန်တော်မချက်စားချင်ဘူးဆိုကြက်လို့တော့ကဲဘာမှလည်းဘာတော့ပေါ်နေကြနည်းနည်းချက်ပါဗျာဟုတ်ပါလားတော့ကိုလေးကကြည့်ရတယ်ရောက်သားချင်တယ်ပေါ့နော်ကျန်စားကောင်းပါလေတကယ်ချက်စားကြည့်ပါလားမဟုတ်တော့ချက်ကိုကြက်ပြတ်တော့နော်ချင်းချင်းဆက်ဆန်းချက်တွေပါတကယ်ကောင်းတယ်နော်ဘလို့ဟိုလာချက်လေးနည်းနည်းလေးဒူးရပြီဆိုတော့ကြက်လေးကိုဟောလို့ဖောက်ခဲ့တယ်ပေါ့နော်ဘုံချုံချက်သားလို့စားတော့မိမိတို့လိုရလို့တော့ခဲ့ပေါ့နော်အဲ့မှာအဲ့လိုတစ်ခါမှဆိုရင်ကြက်လေးကတော့လို့ဖောက်ခဲ့တယ်ပေါ့နော်တကယ်ရစားကောင်းတယ်ဗျာဒီပို့လေးတကယ်ချက်စားကြည့်ပါတော့သမီးလေးနေကြဗျာဒီ6ပါးလေးကြက်လေး6ပါးလို့ပြောပြတယ်သုံးလေး9ချက်ကိုထားပြရနော်ပတ်သက်3500နဲ့မိသားစု9ယောက်ဒီလိုမျိုးလေးဆောင်းရဟာရှလူဟာဟိုးနေဗျာမလာချက်ကလေးကြက်လေးနဲ့ဘလို့တကယ်ပြင်း6ပါးလို့ဘိုးပြောနော်ဒါနည်းနည်းလေးတော့လိုပါသေးတယ်နော်ဆက်ပြီးတော့အောင်ပါနော်နည်းနည်းလေးလိုပါသေးတယ်6ကန်ရောကတော့ကျွန်တော်2ရက်3ရက်အားခံတာဗျာဒီလိုမျိုးပါပဲအဲ့ဒါအထောက်ယူနေလို့ဒီနော်နော်လေးလေးမာတက်တယ်အဲ့ဒါကိုကျွန်တော်ပြန်လဲဒါမှဖြစ်ပါလေကျွန်တော်ကခုနကလူပြီးလေးအဆက်လို့ရကိုက်ပြီးတော့900လောက်ကောက်ခဲ့တာလေနော်အခုလိုမျိုးလေးကောက်ခဲ့ပြီးတော့လက်လာပြီးဆိုရင်တော့နော်ဒီတော့ကျွန်တော်ကပတ်စံ3500ပဲကုန်တယ်မိသားစု900မကိုယူပြည့်နော်မိသားစု900 2ရက်3ရက်တော့ကောင်းကောင်းစားလို့ရပါတယ်ခင်ဗျာကဲအားလုံးစားကြဖို့ဖိတ်ခေါ်ပါတယ်ကဲဒီမှာပတ်စံ Twitter နေတဲ့လူတွေအတွက်လုံးဝ Twitter တော့မဟုတ်လို့ Twitter နဲ့ဈေးကြီးခင်းလေရတယ်ကိုကောင်းသေးတယ်ဗျာနော်ဒီမှာနော်ကျုပ်တွေရဲ့ဘုံလောက်ချင်းမဲ့လေးမျိုးကြီးကွက်တင်လေးရဝဲတယ်လူများရတော့အိမ်ကအိမ်ဦးနဲ့ကြီးအတွက်အိမ်ဦးနဲ့ကြီးအတွက်ကျုပ်ကတော့အဲ့လိုမဟုတ်ပေါ့ဗျာအိမ်ကဘယေမာကြီးအတွက်ပြောဘယေမာကြီးက2လောက်ရှိသူ့ကြော်မကျွေးလို့နှခမ်းယူ1000လောက်ရှိရဲ့ဟဲ့အဲ့ဘယေမာကြီးမုံလာဦးချင်းဘက်ကျော်ရပြီလာရောက်3000လောက်ပါဗျာတခုမေးကြံခဲ့လို့နော်အဲ့ဒီမုံလာဦးချင်းဘက်ကျော်ထဲမှာငပိလုံးဝထည့်လို့မရဘူးအရသာပြတ်သွားလိမ့်မယ်ကဲလာပါပြီကျွန်တော်များတော်ဝင်တွေဖွဲ့ကပါဟုတ်တာမဟုတ်တာတာထား quality လေးတော့ကောင်းရမှာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဝတ်ထားတဲ့လုံးဝဒီဇိုင်းတွေကာလာတွေအရေးသွေးတွေကတော့ကျွန်တော်တို့တော်ဝင်တွေကနေကျွန်တော်တို့တော်ဝင်တွေဆက်ရွာနေထုတ်တာဖြစ်ပါတယ်နယ်နီးနယ်ဝေးမိတ်ဆွေတွေများကကျွန်တော်တို့လက်လီလက်ကားလိုချင်လဲဆိုရင်တော့တော်ဝင်တွေဖုန်းနံပါတ်လေးကိုကျွန်တော်ခဏနေကြရင်ရေးပေးထားမှာဖြစ်ပါတယ်ဟုတ်လို့လုံးဝကြည့်လိုက်အောင်ဒီဇိုင်းကာလာအရေးသွေးကတော့လုံးဝပြောကြမလို့တော့ဈေးနှုန်းအရန်တက်တာတဲ့ဈေးနှုန်းနဲ့ရောင်းပေးမှာတော့ကျွန်တော်ဈေးနှုန်းမပြောဘူးပြီးမှတော်ဝင်တဲ့ဖုန်းနံပါတ်ကိုဟယ်လိုလေးလုပ်ပြီးတော့နယ်နီးနယ်ဝေးမိတ်ဆွေတွေလက်လီလက်ကားလိုချင်တယ်ဆိုရင်ဟယ်လိုလေးသာလုပ်လိုက်ပါအားလုံးအဆင်ပြေသွားစေရမယ်လာ